ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ product တွေကို proposition လုပ်တဲ့နေရာမှာအသုံးဝင်မယ်ပုံမြင်လေးတစ်ပုဒ်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါ။ကျွန်တော်ဒီနေ့မျှဝေပေးသွားမယ်ပုံမြင်လေးကကြတော့ဟိုအရင်တော့ပါနော်ရေခဲရောင်းတဲ့လူတယောက်ရှိတယ်။သူ့ရဲ့ရေခဲကိုဘယ်လိုစရောင်းဖြစ်လဲဆိုရဲအကြောင်းအရာလေးကကြတော့သူတို့မျိုးရဲ့နည်းနည်းလှမ်းတဲ့နေရာမှာရေခဲတောင်ကြီးတောင်ရှိတယ်ပေါ့နော်။အဲ့ရေခဲတောင်ရဲ့အောက်မှာသူကရေခဲတွေကိုတစ်ခွဲတယ်ဒီဘက်ကိုပြောမျိုးဘက်ကိုပြန်တက်လာတယ်။သူကရေခဲတွေကိုရောင်းတယ်။အဲ့လိုနဲ့ပဲသူရောင်းနေတယ်ဒါပေမဲ့ဘူးမှစိတ်ဝင်စားကြဘူးဒီရေခဲကိုဘာကြောင့်လိုအပ်မှာလဲပေါ့ငါတို့လည်းသုံးစရာလည်းမရှိဘူးပေါ့နော်အဲ့အတွက်ဘူးမှဒီရေခဲကိုမဝေကြဘူးအဲ့ပုံမှာသူကဘာကိုစဉ်းစားလဲဆိုတော့သူဒီတိုင်းရောင်းနေတာဆိုရင်ဘာမှတို့လည်းကျိုးမြတ်လည်းရှိမှာမဟုတ်ဘူးအဲ့တော့လူတွေဒီအရာပေါ်မှာဘယ်လိုအသုံးချလို့ရမလဲဆိုရင်အကြောင်းအရာလေးကိုသူအရင်စဉ်းစားတယ်စဉ်းစားရင်းနဲ့သူဘာကိုစဉ်းစားပြသွားလဲဆိုတော့ကျွန်တော်တို့ရေခဲဆိုတာကတနည်းအားဖြင့်ပြောရရင်ကျွန်တော်တို့ဖြော်ရည်တွေတောက်တယ်ပြီးတော့အေးတွေပါတောက်တယ်ပေါ့နော်အေးထဲမှာထည့်တောက်တယ်ဆိုရင်ပို့ပြီးတော့လိုက်ဖက်တာကိုသူတွေ့ပါတယ်ပြီးနောက်တစ်ချက်အနေနဲ့ကကြတော့သူတို့စီမှာကအရင်တော့ကျတော့ရေခဲတစ်တာတွေပါတယ်အဲ့လိုမျိုးမရှိသေးဘူးမရှိသေးတဲ့ပုံမှာအသားငါးတွေကိုသူတို့ရေရှည်ခံမှုကြာရှည်ခံမှုအတွက်ကြတော့သူတို့မလွယ်ကူပေါ့နော်အဲ့လိုတရက်စာတရက်အဲ့လိုမျိုးပဲဝယ်နေရတဲ့ပုံသူကအဲ့ဒီဟာကိုဘာတွေ့လဲဆိုတော့ဒီရေခဲဟာနင်တို့မိတ်ဆွေတို့အနေနဲ့ဖြော်ရည်တွေတောက်လို့ရမယ်ပြီးတော့ဒီအေးတွေရေခဲရည်ပါတောက်ချင်တယ်ဆိုလည်းတောက်လို့ရမယ်ပြီးတော့နောက်တစ်ချက်အနေနဲ့ကကြတော့ကျွန်တော်တို့အသားငါးတွေအသီးရွက်တွေကိုလည်းလက်ဆက်စားလို့ရအောင်ဆိုပြီးတော့ဒီရေခဲတွေနဲ့ထားပြီးတော့ကျွန်တော်တို့တင်ထားလို့ရတယ်ဆိုတဲ့အချက်ကိုသူရဲ့ customer ပေါ့နော်သူရဲ့ customer ဖြစ်လာမယ်လို့ဆိုပြီးသူကအကျိုးကျေးဇူးတွေကိုပြောပြရတယ်အဲ့ပုံမှာလူတွေကစိတ်ဝင်စားလာတယ်စိတ်ဝင်စားလာရင်လည်းသူ့ဆီကရေခဲတွေဝင်ကြတယ်ပြီးတော့သူပြောသလိုမျိုးအသုံးချကြည့်တယ်အဲ့ပုံမှာအဆင်ပြေလာတဲ့ပုံမှာနောက်လေကြအောင်သူ့ပုံမှာသူ့စီမှာအမြဲတမ်းရေခဲတွေမှာတယ်နောက်ပိုင်းကျတော့သူကဒီဟာနဲ့ပတ်သက်ပြီးတော့တသေးအောင်ဖြစ်သွားတယ်ပေါ့နော်အဲဆိုလိုချင်တာကတော့ကျွန်တော်တို့ဒီပုံမြင်ကနေရရှိမဲ့အကြောင်းအရာလေးကပါလဲဆိုရင်ကျွန်တော်တို့ product တစ်ခုရောင်းမယ်ဆိုရင်ဒီ product ကိုဝယ်ပါဆိုပြီးတော့ပြောနေတာလက်ဆိုင်ဒီ product ရဲ့ benefit သူ့ရဲ့သူ့ကိုသုံးခြင်းဖြစ်ကျွန်တော်တို့ဘယ်လိုပြဿနာတွေဘယ်လို solution တွေရရှိလာမလဲဆိုရင်အကြောင်းအရာတွေကိုအရင်ဖော်ပြတင်တယ်ပြီးမှလာကျွန်တော်တို့ရဲ့ဒီ product တွေကိုနောက်မှရောင်းတင်တယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်မိတ်ဆွေအနေနဲ့ရောကိုယ့်ရဲ့ product ကိုဘယ်လို proposition တွေနဲ့ရောင်းချသွားမလဲဘယ်လို solution တွေပေးမှာလဲ customer တွေစီကိုဘယ်လို solution တွေကျွန်တော်တို့ရဲ့ product တွေကလုပ်ပေးမှာလဲဆိုတဲ့အကြောင်းအရာလေးတွေကိုအရင်စဉ်းစားပြီးတော့မှ product လေးတွေရောင်းမယ်ဆိုရင်အဆင်ပြေပါမယ်လို့ကျွန်တော်ဘက်ကနေပြောမျှဝေလို့ပါ